အာရခတက်တော်ရဲ့လက်ထက်မှာကြောက်ဖြူမျိုးရှိနေပါကတရုတ်နဲ့အပေးယူလုပ်ကိုလောက်ရမှာဖြစ်တယ်လို့တရုတ်မြန်မာရေးလေ့လာသုံးတဲ့သူဒေါက်တာလှကျော်စောကအာရခတိုင်ကိုပြောပါတယ်။ရခိုင်ပြည်ကြောက်ဖြူမျိုးနယ်မှာရှိတဲ့တရုတ်ယင်းနှိမ့်မြုပ်နှံမှုစီမံကိန်းတွေရဲ့အနာဂတ်ဟာအာရခတက်တော်ရဲ့လက်ထက်ကိုရောက်ရှိနေပြီဖြစ်ကြောင်းရခိုင်ပြည်နယ်စောင့်ကြည့်အဖွဲ့ AWO ကဧပြီလ22ရက်နေ့ကထုတ်ဝေခဲ့တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။တရုတ်အနေနဲ့ကိုကတ်တပ်ဖွဲ့လိုမျိုးပြောနိုင်ချင်မှပြောနိုင်လိမ့်မယ်ဖြစ်တော့လေတရုတ်ဘက်ကနိုင်တဲ့အချက်လက်တွေအများကြီးရှိနေတယ်လို့တရုတ်မြန်မာအရေးလေ့လာသုံးတဲ့သူဒေါက်တာလှကျော်စောကပြောပါတယ်။ကျမကြည့်တယ်အဲ့ဒီဘိုင်းကြီးကြတော့အခု MNDAA ကိုသူစီးစီးပိုင်ပြောနိုင်တော့ပြောချင်မှပြောလို့ရမှာပေါ့ဒါပေမဲ့ဥမာ AA ဆိုတော့နော်ကြောက်ဖြူက AA လက်ထဲမှာရှိတယ်ဆိုရင်လည်း AA ဟာတရုတ်နဲ့တစုံတရာအပေးယူလောက်ရမှာပဲဗျမတတ်နိုင်ဘူးကျမပြောတော့လားတရုတ်မှာအချင်းရှိတယ်လို့သူဖြည်းဖြည်းစစ်စစ်လုံးမှာပဲသူမပုံနဲ့မလိုက်ရောသူကတခြားနည်းလမ်းတွေရှိတယ်လေအခု MND ကဘလောက်ပဲညင်းဥပမာကွန်ပျူတာလမ်းကြောင်းတွေပြလိုက်တယ်ဆိုရင်ခင်ဗျာဘယ်လိုလုပ်ဟုတ်တယ်မဟုတ်လားတရုတ်မှာသင်ခဲတွေအများကြီးပြအဲ့တော့သူ့နီးသူ့ဟန်ကိုသူကတဖြည်းဖြည်းနဲ့ရအောင်လုပ်မှာပဲအာရခတက်တော် A ကကြောက်ဖြူမြို့နယ်ကို2024အစောပိုင်းကဝင်ရောက်လာပြီးနောက်ပိုင်းမှာကြေးရွာအုပ်စုပေါင်း54ခုအနက်50ကိုထိန်းချုပ်ထားတာဖြစ်တယ်လို့မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ဖို့စီးရေးအင်အားပြေဝရှိနေတယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။တရုတ်ရဲ့အဓိကရည်မှန်းချက်ဟာမြန်မာနိုင်ငံအေရှန်တည်ငြိမ်မှုအပြင်သူတို့နေတဲ့ပိုလမစီမံကိန်းအောင်မြင်ဖို့ဖြစ်ကြောင်းအဲဒီစီမံကိန်းအောင်မြင်မှုကမြန်မာနိုင်ငံဖက်ရှမ်းမှာရှိတဲ့လမ်းကြောင်းပဲကြန့်ရှိတာဖြစ်ကြောင်းအဲဒီလမ်းကြောင်းမှာကြောက်ဖြူမှာဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ဖြစ်ကြောင်းတရုတ်မြန်မာရေးလေ့လာသုံးတဲ့သူဒေါက်တာလှကျော်စောကပြောပါတယ်သူ့ရဲ့အဓိကမှန်ချက်ကနော်ကျွန်မပြောပြီးပြီဘာပြီးအေဂျင့်မှုဒီငွေမှုနောက်သူလုံနေတဲ့ပိုလာမစီမံကိန်းအောင်မြင်ဖို့ပဲအဲ့တော့ပိုလာမစီမံကိန်းကခင်ဗျာစဉ်းစားကြည့်သူ့မှာအရှိဘက်ဟာရှိတယ်အရှိဘက်ကဆိုလို့ရှိရင်ဒီကဗီယက်နမ်လို့ဘာလို့သွားတာလမ်းကဆိုတရုတ်ပြည်ကလာဦးတိုင်းနဲ့သွားတာအနောက်လမ်းကဆိုကျွန်တော်တို့နိုင်ငံကိုဖြတ်ပြီးသူကဘင်္ဂလားပင်လယ်ကိုထုတ်တာအဲ့တော့အဲ့လမ်းသုံးလမ်းမှာပထမလမ်းနဲ့ဒုတိယလမ်းကတော်တော်အခြေအနေကောင်းနေကျမတို့လမ်းနဲ့ပြန်ပါလေကြောက်ဖြူထုတ်တယ်လမ်းနဲ့အဲ့လမ်းကိုအောင်မြင်အောင်တော့သူတဖြည်းဖြည်းတိုးလို့မှာပဲတိဝဲခြေလမ်းကတလို့သူတဖြည်းဖြည်းတိုးလို့လာမှာပဲအဲ့တော့အဲ့ဒီဟာကိုသူကဒီလေသူလမ်းနဲ့သူပေါ့ကျမတို့ပြည်သူတွေကလည်းကိုယ်လမ်းနဲ့ကိုယ်သွားကြရှိတာသွားမှာပေါ့ဗျာတရုတ်သမ္မတရှီကျင့်ဖျင်ဟာသူကိုယ်တိုင်အဆိုပြုထားတဲ့ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်နဲ့ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက်တွေကိုမြန်မာနိုင်ငံမှာလည်းအကောင့်တွေပေါ်လှုပ်ဆောင်နေပြီးနှစ်နိုင်ငံပြည်သူတွေအတွက်ပိုများတဲ့အကျိုးစီးပွားတွေကိုဆောင်ကျဉ်ပေးသွားမယ်လို့လည်းစစ်ကောင်စီကောင်းဆောင်တဲ့တွေ့ဆုံတင်ကပြောကြားခဲ့ပါတယ်။ဒါ့အပြင်ရန်ကုန်နဲ့ပိုလန်မစီမံကိန်းလမ်းကြောင်းတွေကိုလည်းအေးသွင်းမြင့်တူတူဆောင်ရွက်ပေးသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ဝန်ထမ်းအဖွဲ့အစည်းနဲ့စီမံကိန်းတွေကိုလည်းလက်တွေ့ကျစွာအာမခံပေးဖို့စစ်ကောင်ဆောင်ကပြောကြားခဲ့ပါတယ်။